ဒီနေ့ကြတော့စမတ်တပလက်တွေအားလေးလျောက်ပဲပြရပါတော့ဒီမှာဘာဖြစ်လို့လဲမသိဘူးဒီမှာတော့ဆုံးသွားတယ်လားတွေ့ရမလားဆုံးတော့နည်းနည်းလေးဆုံးသွားတယ်နော်ဘာဖြစ်လို့လဲတော့မသိဘူးဆုံးသွားရဲ့ပြီးရင်ဖွင့်ကြည့်နေပါနော်တွေ့ရမလားအစောဖောက်လိုက်အဲ့ဒါဒီလိုအကူဆွဲထုတ်ကြတာဒီအောက်မှာလာမသေးပါဒီအောက်မှာလာပြလိုက်မယ်ခဲဒီကောနော်ခုတ်တော့ရင်ရှောက်လို့မလေးရှောက်လို့အဲ့ဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ရတယ်လေရိုက်ပြီးမှာပေါ့နော်နောက်တစ်ခုရထားရင်ချင်းအိမ်နော် like and subscribe လည်းလုပ်ပေးပါအဲ့ဆိုအားလုံးဆိုနောက်ကြမှာတွေ့ရအောင်